ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါ Family Worship Center ကနေအားလုံးကိုကြိုဆိုပါတယ်ဒီနေ့အခုချိန်ဆိုလို့ရှိရင်ခရစ်စမတ်ပေါ့နော်လောကသားတွေအားလုံးမယုံကြည်တော့သူပဲဖြစ်ဖြစ်ယုံကြည်တော့သူပဲဖြစ်ဖြစ်ကျွန်တော်တို့အမြင်ခရစ်စမတ်ဒီခရစ်ရှင်တွေကြီးချင်းအဖြစ်ကျွန်တော်တို့စိတ်ပျော်ရွှင်ရတယ်ဝမ်းမြောက်ဝမ်းသာရတယ်နော်အခြားလာတွေထက်ဒီဇင်ဘာလခရစ်စမတ်လဟာပို့ပြီးတော့ပျော်ရွှင်စရာကောင်းတဲ့လဖြစ်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားယေရှုခရစ်တော်ဟာလူတို့အတွက်ဖွားမင်းအပြစ်ရှိတော်သူကိုကယ်တင်ဖို့အတွက်ကြွလာတဲ့အချင်းမွေးနေ့ဖြစ်တဲ့အတွက်ကြောင့်မလို့လူသားအားလုံးကပျော်ရွှင်ရတာဖြစ်တယ်။ဒါကြောင့်ဒီနေ့အဲ့ဒီယေရှုခရစ်တော်ကိုခရစ်စမတ်ကိုဘယ်လိုကြိုဆိုရလဲဆိုတာတည်ကြည်ရဖြစ်တယ်နော်ဒါကြောင့်ကျမ်းစာအဖြစ်ကျွန်တော်တို့ခွင့်အားယူကြရအောင်ရှမသက်ခရစ်ဝင်အခန်းကြီး2အပိုင်းငယ်1ကနေကျွန်တော်ဖတ်မယ်ယူရပြည်ဘဲလိမြို့၌ဟေရိုမင်းကြီးလက်ထက်ယေရှုသည်ဖွားမြင်ခြင်းကိုခံတော်မူပြီးမှမာကုပညာရှင်တို့သည်အရှိပြည်ကယေရုရှလင်မြို့သို့ရောက်လာကြလျှင်ယခုဖွားမြင်သောယူဒရှင်ဘုရင်သည်အဘယ်မှာရှိတော်မူသနည်းအစစ်ပြည်၌သူဤကျေကိုငါတို့မြင်ရသည်ဖြစ်၍ဖူးတွေ့ပူရခြင်းငါရောက်လာပြီဟုမြန်ပြောဆိုကြ၏တဲ့ထိုစကားကိုကြားလေဟေရုမင်းကြီးသည်ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွစိတ်ပူပန်ခြင်းတို့ရောက်ကြသဖြင့်ယေဘရဟေအကြီးတို့နှင့်လူတို့တွင်ကြံပြူเสียရှိသည်များကိုစုဝေးစေ၍ခရစ်တော်ကိုအဘယ်အရမှာမွေးမြည်လိမ့်မည်ဟုမေးမြန်းတော်မူ၏ထိုဆရာတို့ကလည်းပရောဖက်တူရေးထားသောအချက်ဟုမူကားအိုယူဒပြည်ဘဲလီမြို့အစိုးရသောယူဒမြို့တို့တွင်တင်သည်မြို့ငယ်မြို့မဟုတ်အကြောင်းမူကားငါဤလူစုဣတရီလာအမျိုးကိုအုပ်ဆိုရသောအခွင့်သည်တင်ဤအထဲမှာပေါ်ထွန်းတန်းဟုကြံလာရှိပါ၏ထိုကြောင့်ယူဒပြည်ဘဲလီမြို့၌ယေရှုခရစ်တော်ကိုဖွားမြင်ရမည်ဟုမင်းကြီးအားပြန်ကြားလျှောက်လေကြ၏ထိုအခါဟေရိုမင်းကြီးသည်မာကုပညာရှင်တို့ကိုမထင်မရှားခေါ်၍ကျေပေါ်ထွန်းသောအချိန်ကာလကိုစစ်မြင်ပြီးမှဒီတို့တွား၍ထိုတငယ်ကိုကြိုးစားရှာကြပါတွေ့လေငါထံသို့ပြန်လာ၍ငါလည်းထိုတငယ်ကိုဖူးတွေ့ပူရရအောင်ကြားပြောရပါ၏ဟုမှာထားတော်မူလေဘယ်လမျိုးတို့ဆေလွတ်လေထိုသူတို့သည်မင်းကြီးစကားကိုနာခံပြီးလင်ထွက်သွားကြသည်ကျသွားကြ၍အစိတ်ပြ၌မြင်ရသောကျဲသည်သူတို့စိတ်ကတွားသည်ဖြစ်တွင်ငယ်တော့ရှိရအရာအပေါ်သို့ရောက်၍ဒီလေရှိနေထိုကျဲကိုမြင်ပြန်သောအခါအလွန်ဝမ်းမြောက်ဝမ်းသာရှိထိုတို့ဝင်လေတော့မေရိုမာရီနှင့်တကွတွင်ငယ်တို့ကိုတွေ့မြင်လျင်ပြန်ဝန်းကိုယ်ွယ်၍မိမိတို့ဗန္ဒာဥစ္စာတို့ကိုဖွင့်ပြီးမှလောဘနှင့်မူရာသည်ဟူသောနတ်တမျိုးကို၎င်းဆွေကို၎င်းဆက်ကပူရကြ၏နောက်မှဟေရိုမင်းကြီးထံမှမပြန်ရမယ့်အကြောင်းအိမ်မက်တွင်ပြတဲ့တော်ကိုရ၍မိမိတို့ပြည်သို့အခြားသောလမ်းဖြင့်ပြန်သွားကြ၏ကျွန်တော်တို့အယောက်ချီတန်းဘုရားသခင်ကောင်းချီးပေးပါစေဒါဆိုတော့အရေးကြီးတာကဟေရိုမင်းကြီးကနော်ရှင်ဘုရင်မွေးမယ်နော်လောကကိုကယ်တင်ရှင်ယေရှုခရစ်တော်ကိုမွေးဖွားမယ်ဆိုတာတရင်ကြချင်းတအားကိုစိတ်ပူပါတယ်စိတ်တော်တာတယ်နော်တအားပေါက်ကွဲတယ်ဘာဖြစ်လို့သူကမာနရှိတော့ငါကလွဲ၍ဘယ်သူမှမအိုးဆိုရဘူးဆိုတဲ့စိတ်ရှိလို့ဖြစ်ပါတယ်နော်ဒါကြောင့်မလို့ရှင်ဘီမွေးမယ်ဆိုတာသူကြားချင်းသူလုံးဝစိတ်မကောင်းဘူး
ဒေါ်တာထွဲတယ်ဒါကြောင့်အောက်မှာဆက်လက်ဖတ်လို့ရှိရင်တော့အဲ့ဒီနှစ်သားအရွယ်အားလုံးကိုသူအကုန်လုံးတတ်ခတ်တယ်ဘလောက်ကြောက်ရှာကောင်းတယ်နော်လူဆိုတာဘလောက်ကြောက်ရှာကောင်းတယ်နှစ်သားအောက်အရောက်ကအကုန်လုံးယောက်ျားဟူသည်များကိုတတ်ခတ်နေဆိုတာကျွန်တော်တို့တွေ့မြင်ရတာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ခရစ်စမတ်မှာတင်ဘလိုမျိုးကြိုးဆိုတာလဲအရင်ကြီးတယ်အရင်တော့ဘလိုမျိုးကြိုးဆိုတာလဲအခုဘလိုကြိုးဆိုတာလဲပညာရှိလိုမျိုးပညာရှိဆိုတဲ့စကားလုံးဟာဖျားစကားကိုနာခံတော်သူဖြစ်တယ်ဖျားစကားကိုယုံကြည်တော်သူဖြစ်တယ်ဒါကြောင့်မလို့ယေရှုခရစ်ဟာအပြည့်ရှိတော်သူတဲ့လောကကိုကြွလာတယ်ဆိုတဲ့စကားဟာမှန်တော်စကားဖြစ်တဲ့အတွက်ကြောင့်အကျွမ်းမဲ့ယုံကြည်တော်ဟောစကားဖြစ်တဲ့အတွက်ကြောင့်အကောင်လုံးကျွန်တော်တို့ယူပြီးမှယုံကြည်ခြင်းအပြင်ရယူဖို့ဘုရားသခင်အလိုလိုရှိတယ်ဒါကြောင့်ဟေရိုမင်ကြီးလိုပဲဒီနေ့တင်ရခရစ်စမတ်ကိုကြိုးဆိုလာလားမဟုတ်ရင်မာကုပညာရှိလူမျိုးပဲခရစ်စမတ်ကိုကြိုးဆိုလာလားဘုရားသခင်အလိုလိုရှိတာကမာကုပညာရှိလူမျိုးဘုရားသခင်ကိုယေရှုခရစ်တော်ကိုမိမိကတည်းကပတ်ရှင်ဖြင့်ယုံကြည်ပြီးတော့တက်တာထဲမှာတကယ်မွေးဖွာတဲ့ယေရှုခရစ်တော်ကိုမွေးခံတဲ့တက်တာဖြစ်ဖို့အတွက်အရောက်ချင်းရှိတိုင်းဘုရားသခင်ကောင်းချီးပေးပါစေ God bless you all